အားလုံးပဲမင်္ဂလာပါ United ဖမချိုးလို့ပါတယ်ကျွန်တော်တို့ United အသင်းရဲ့ကွင်းလည်ကစားသမားတွေအသက်ကြီးလာတဲ့အနေအထားတစ်ခုကအသင်းနဲ့မွေတော့တဲ့ကစားသမားတွေအသင်းကရောင်းချတော့မဲ့ကစားသမားတွေရှိပေမဲ့ United အသင်းကတော့ကွင်းလည်တနေရာကိုအစားထိုးဖို့အတွက်နီးပြအမိုရင်းကအသင်းတာဝန်ရှိသူတွေကိုတောင်းဆိုထားတာပဲဖြစ်တယ်အဲ့ဒီအထက်ကမှကျွန်တော်တို့ United အသင်းနဲ့သတင်းထွက်ပေါ်လာခဲ့တဲ့ကစားသမား2ဦးကိုကျွန်တော်တို့သုံးသပ်ကြည့်ရမယ်အဲ့ဒီကစားသမား2ဦးထဲကမှပထမဦးစားနဲ့ Premier League ကနေအခုလက်ရှိတက်ဆင့်သွားရတဲ့ Leicester City အသင်းရဲ့ကစားသမားဖြစ်တဲ့အသက်29နှစ်အရွယ် Entity ကိုတော့ United အသင်းကခေါ်ယူဖို့စိတ်ဝင်စားမှုတွေရှိရလို့သတင်းမှာဖော်ပြခဲ့တာဖြစ်တယ် United အသင်းစိတ်ဝင်စားတယ်ဆိုတာကတော့ကျွန်တော်အမြင်ကတော့စာချုပ်ပြုတ်သိမ်းခြင်း9သန်းနဲ့ပေးရမှာဆိုတော့ United အသင်းကစိတ်ဝင်စားမှုရှိခဲ့တယ်လို့ကျွန်တော်ကတော့မြင်မိတယ်အသက်29နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ Entity ကို United အသင်းကတော့မခေါ်ယူတော့ဘူးလို့ကျွန်တော်ကတော့ထင်တယ်နီးပြအမိုရင်းအသင်းမှာငယ်ရွယ်တဲ့လူတွေကိုသာအဓိကခေါ်ယူဖို့ပြစ်မှတ်ထားနေတဲ့အနေအထားတစ်ခုမှာ Entity ကတော့ကျွန်တော်တို့ United အသင်းကိုရောက်လာနိုင်ခြင်းနည်းတယ်ကျွန်တော်တို့ United အသင်းကလည်း Entity ကိုခေါ်နိုင်ခြင်းလုံးဝမရှိဘူးလို့ကျွန်တော်ကတော့မြင်မိတယ် Entity က Leicester City ရဲ့အသင်းမှာလည်းကောင်းမွန်တဲ့စွမ်းဆောင်ကောင်းတွေကိုပြသခဲ့တဲ့ကစားသမားတဦးဖြစ်တယ် The First မှာလည်းတော်တော်ကိုကောင်းတဲ့ကစားသမားတဦးဖြစ်တာဆိုတော့ကျွန်တော်တို့ United အသင်းကစာချုပ်ပြုတ်သိမ်းခြင်း9သန်းလောက်နဲ့ရနိုင်တယ်ဆိုလို့ဒါသတင်းထွက်ပေါ်ခဲ့တယ်လို့ပဲကျွန်တော်ကတော့မြင်မိတယ်နောက်တဦးအနေနဲ့ကတော့ကျွန်တော်တို့ United အသင်းစိတ်ဝင်စားမှုရှိနေတဲ့ကစားသမားကတော့အတ္တလန်တာမှာအခုလက်ရှိကစားနေပြီးတော့ Brazil ကစားသမား Anderson ပဲဖြစ်တယ် Anderson ကတော့ပြောင်းရွှေ့ကြီးကလည်းတန်း60လောက်ပဲပေးရမယ်အနေထားတစ်ခုမှာ United အသင်းကမထထန်နဲ့ကစားနိုင်တဲ့ကစားသမားတဦးကိုခေါ်ယူမယ်ဆိုရင်တော့ဖြစ်နိုင်ခြေများတာကတော့အတ္တလန်တာအသင်းက Anderson ပဲဖြစ်လိမ့်မယ်လို့ကျွန်တော်ကတော့မြင်မိတယ် Anderson က Brazil နဲ့နိုင်ငံအသင်းလူကြီးစီမှာလည်းပတ်ထုတ်ခွင့်မရခဲ့ဘူး Premier League တွေကတသင်းသင်းကိုလည်းပြောင်းရွှေ့နိုင်ခဲ့ရင်ဒီကစားသမားကတော့ Brazil အတွက်လည်းရွေးချယ်ခွင့်ရှိလာနိုင်တဲ့အနေအထားတစ်ခုမှာသူကိုယ်တိုင်ကလည်းအသင်းပြောင်းကျင်နေတာပဲဖြစ်တယ် United အသင်းကလည်းစိတ်ဝင်စားမှုရှိတယ်အသက်ကလည်း25နှစ်ရှိတယ်မထထန်ကစားတာကတော့ Brazil ကစားသမားတွေကစားတဲ့ကလည်းမထထန်ကစားတဲ့အနေအထားတစ်ခုမှာ United အသင်းရဲ့ကွင်းလည်တနေရာအတွက်ဒီကစားသမားကတော့ဖြစ်သင့်ဖြစ်တိုက်တဲ့ကစားသမားတူလို့ကျွန်တော်ကတော့မြင်မိတယ် position ကိုလည်းနှစ်နေရာကောင်းကောင်းဆော့နိုင်တယ် CN နဲ့ DM မှာလည်းကောင်းကောင်းအသုံးဝင်တဲ့ကစားသမားတူဖြစ်တယ်ပြီးခဲ့တဲ့အတ္တလန်တာအသင်းမှာ38ပွဲကစားပြီးတော့4ဂိုးသွင်းတဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့တဲ့အနေအထားတစ်ခုမှာဒီကစားသမားကတော့ United အသင်းကစိတ်ဝင်စားမယ်ဆိုရင်လည်းစိတ်ဝင်စားစရာကစားသမားတူဖြစ်တယ်လို့ကျွန်တော်ကတော့မြင်မိတယ်အသက်က25နဲ့ပြောင်းရွှေ့ကြီးရလဲတန်း60ဝန်းကျင်လောက်တာရှိတာဆိုတော့ United အသင်းကခေါ်ယူနိုင်ခြင်းများတဲ့ကစားသမားတူဖြစ်နိုင်တယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့အစီအစဉ်ကိုဆုံးသက်ပါရစေ United Football ကမင်းသတင်းများကိုနှစ်စီတင်ဆက်ပေးနေတာမို့ like and follow လေးလုပ်ပေးသွားအောင်ပြတ်ရက်ခတ်ပါတယ်အားလုံးကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ